ASMR. Welcome back to Chia ASMR. Okay, Chia nene blu pyo mle. So me chati we wa ni e bono. Mana pyo ai no ku chen Chia e. Alo bo se me pye chi lo be pyo am la bono. Alo se me pye chen yao ni ro lu ga nene messy pye ni e bono. You know, like I'm very messy right now. Di na na sa chao ka ro Chia to ka nene alo nene li se me pye ni lo ro pyo am bono. Da be me Chia se me wa me lo le yau ma re. Chia bono di YouTube ma post le tin ta re bono. Ama Chia pyo ra bono di ASMR li ko Chia ka di no song Chia di see you again so bi tin ta re. Sorry no ka re yan pyan ni lo see you again so bi tin ta re video li ma Chia ko mya chi Chia ko heartwarming ဖြစ်တဲ့ comment လေးတွေ Chia ဖတ်ကြည့်အခါမှာ Chia ငိုလဲငိုမိတယ်ပေါ့နော် Chia တော်တော်လေးပေါ့အဲ့ဒါကြောင့်လည်းအခုနည်းနည်းပြန်ပြီးအဆင်ပြေလာလို့ပြောလို့ရတယ်ပေါ့နော်ဒါကြောင့် Chia အခုချင်းအားစားပြီးတော့ Chia ASMR လေးတွေကို Chia တိုင်းတစ်လောက်တင်ပေးမယ်ပေါ့နော်ဒါပေမဲ့ Chia မျက်နှာတော့ပြမှာမဟုတ်ဘူးပြီးတော့ Chia တော့ဘာလို့လဲ Chia တော့မှာမဟုတ်ဘူးဒီ YouTube မှာပဲ Chia ရှိမှာပေါ့နော်ဆိုတော့ဒီChia ဒီနေ့အားစားပြီးတော့ sorry Chia ဒီနေ့အားစားပြီးတော့ Chia လုံးမယ်ပေါ့နော် ASMR ဗီဒီယိုလေးတွေကများတော့အပြင် Chia ဟိုအရှင်တော့အားလို့ပေါ့နော်ဟိုရင်တော့ကလို့ Chia အဲ့လိုဘယ်လိုပြောရမလဲ quality ထပ်ပေါ့နော် Chia ရဲ့ဒီ quantity ကိုပဲ Chia ဦးစားပေးပြီးလုပ်တော့မယ်နောက်ပြီးအရင်လဲ pressure တအားမများပဲနဲ့ဒီတိုင်းဒီ ASMR လောက်တာက Chia ရဲ့ဝါလနာချောင်းဆိုတဲ့ဟာပဲ Chia လောက်တော့မယ်ဒီမှာဝါလနာဖြစ်တဲ့ကမှကိုကြိုက်တဲ့အချိန်ရိုက်တယ်ကိုကြိုက်တဲ့အချိန်တလုံးမျိုးလောက်တယ်ပေါ့နော်နောက်ပိုင်းကျတော့နည်းနည်းလေးနာမည်တခုရှိလာတဲ့နောက်ွယ်မှာဒီ fake နေရလာတဲ့နောက်မှာ Chia ကအလုပ်ကိုတအားကြီးဖိချလိုက်တယ်ပေါ့နော်ဖိချလိုက်တဲ့အခါမှာဝါလနာလို့မဖြစ်တော့ဘဲနဲ့အလုပ်ကြီးတစ်ခုလုံးနေရလို့ဖြစ်လာခဲ့တယ်ပေါ့နော်ဆိုတော့ Chia ကိုချမ်းစားပြီးတော့ Chia ကတာမန်လူပေါ့နော်တာမန်လူမှာအလိုမျိုးဝါဒနာအရာလုပ်တဲ့တာမန်လူလိုပဲ Chia တတ်မှတ်ပြီးတော့ Chia ASMR လေးတွေ Chia ပြန်လုပ်မှာမယ်ဆိုတော့နည်းနည်းစုနေရလေးကိုတော့စိတ်ထဲမထားပါနဲ့ပေါ့နော်ဘာလဲဆိုတော့လမ်းတိုင်းမှာနေရဆိုတော့လေကားရီကအရှမ်းပြတ်တာမလို့ပါChia မရှိခင်ကာလအတွင်းမှာအများကြီးပြန်မှန်းနေကြမယ်ထင်ပါတယ်အားကြောင့် Chia ကအခုဒီဗီဒီယိုလေးမှာအိပ်ပျော်အောင်ကူညီပေးပါမယ်Chia က ASMR လောက်ရတာပြောပါတယ်ဝါလနာရလောက်နေရမလို့လေချားရမှာကအလို့နမဲတခုရသွားပြီးနောက်ပိုင်းမှာကိုဝါလနာဆိုတာပျောက်သွားတယ်ပုံစံဖြစ်သွားတယ်အခုဝါလနာလိုပဲပြန်စားလုပ်မယ်
lotion.
စားလေးကိုမြင်ရလားဘယ်အရှောင်းလေးအရင်ရွေးမလဲဘယ်အရောင်လေးအရင်ရွေးမလဲဒီရောင်လေးကစားလိုက်မယ်နော်โอเคနားလေးမျက်လုံးနားလေးကိုနည်းနည်းလေးချက်ပေးမယ်နည်းနည်းလေးချက်ပေးမယ်โอเคပြီးလို့ရှိရင်ဒီအရောင်လေးအပြားလေးနည်းနည်းယူမယ်အပြားလေးနည်းနည်းယူမယ် relax okay ဒီပနာလေးနားလိုက်တာokay ရလေဒီပတ်တရားလေးရှုမယ်အယောင်လေးနှစ်ယောက်ဆက်လိုက်မယ် okay okay ရပါပြီ okay ဆရာလေးနော်ဒါလေးကပန်းလေး ချက်လေးတို့ကြည့်မယ်ဘယ်နာလေးခံစားမိလဲokay နောက်တစ်နေရာဘယ်ညာလေးခံစားမိလဲ okay နောက်တစ်နေရာ okay ဘယ်နေရာလေးခံစားမိလဲ okay နောက်တစ်နေရာခံစားမိလဲ okay နောက်တစ်နေရာဘယ်ညာလေးခံစားမိလဲ okay နောက်ဆုံးတစ်နေရာဘယ်နာလေးလဲ okay
ရှင်တို့ထဲမှာလည်း trauma တွေတွေ့မယ် Okay ပြောက်သွားပြီ Okay ဒီတဲ့ဟာလေးတွေကိုစိုက်ပေးမယ်ရမလား Okay ဆိုရင်ဒီမှာတစ်ချက်ရွေးမယ်ဘယ်ဟာလေးရွေးကောင်းမလဲ Okay ဒါလေးရွေးမယ်Okay ဆက်လိုက်မယ် Okay နောက်တစ်ခေါက်ထပ်ရွေးမယ် Okay ဒါလေးရွေးမယ် Okay ဆက်လိုက်ပြီနောက်တစ်ခေါက်ထပ်ရွေးမယ် Okay ဒီပေးစောနာလေးရOkay ဆိုင်လိုက်ပြီ Okay ဒါလေးယူမယ် Okay ဆိုင်လိုက်ပြီ Okay ဒီဘက်ပေးနာလေးဒီ Okay ကဲနေလေးတစ်ချက် adjust ပြန်လုပ်ပေးမယ်တော့အတိုင်းမဆိုင်ချင် Okay ရပြီဒီနားလေးတွေဟာအလေးလေးတွေဟာ ဒီနားလေးမှာဆိုင်မယ်